အောင်ရဲလင်းနဲ့အင်ကူမာလေးဖြစ်စဉ်ကိုအမှန်တိုင်းဝန်ခံလာတဲ့အောင်ရဲလင်းချစ်သူအားလုံးသိကြတဲ့အတိုင်းပဲပြိုတိုင်းကျတဲ့အနေစီကိုင်းမင်းသားကျော်အောင်ရဲလင်းကခေတ်ဆက်ဆက်ထိတ်တန်းမင်းသမီးတွေနာမည်ကြီးဆယ်လီတွေနဲ့သာထဲလဲတွေ့ခဲ့တဲ့သူပါဒါပေမဲ့အခုတော့သူ့ရဲ့ချစ်သူမန္တလေးကဟိုတယ်ပါရှင်သတင်းမကြီးရဲ့အင်ကူမိန်းကလေးနဲ့တနင်ခွဲကြာနောက်မီလေးနေရဆိုတဲ့သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေပါတယ်ဒီသတင်းကိုအောင်ရဲလင်းရဲ့အမျိုးသမီးပရိသတ်တွေကလုံးဝလက်မခံနိုင်ကြပဲလမ်းခွဲသွားတဲ့ချစ်သူဟောင်းကတမင်တက်တက်လှုပ်ကြံပြီးတော့နာမည်ဖြတ်နေတာဖြစ်မယ်လို့ထင်ကြီးပြီးကာကွယ်မှုတွေပြုလုပ်ခဲ့ကြတာပါဒါပေမဲ့အခုချိန်မှာတော့ပရိသတ်တွေရဲ့အဲ့ဒီထင်ကြီးတွေကိုခြေဖြတ်လိုက်မဲ့အလှည့်အပြောင်းတစ်ခုဖြစ်ပေါ်လာပါပြီအဆိုပါချစ်သူဟောင်းသတင်းမကြီးကိုယ်တိုင်ကအောင်ရဲလင်းနဲ့အင်ကူမာလေးတို့ရဲ့နောက်မီလင်းတဲ့ကိစ္စကိုမယုံကြည်သေးတဲ့သူတွေအတွက်တက်တဲ့ယူအောင်မလားဆိုပြီးတော့လူသိရှင်ကြားပြပြတသားဝင်ရောက်အတီးပြုတ်ဝင်ခံလာခဲ့တာဖြစ်ပါတယ်ဒီလိုရဲရဲဝင်းနဲ့ခိုင်ခိုင်မာမာတုံ့ပြန်လာမှုကြောင့်အောင်ရင်လင်းတယောက်အင်ကူနဲ့ဖောက်ပြန်နေဆိုတဲ့သတင်းကကောလဟာလာတတ်မဟုတ်တော့ပဲအမှန်တကယ်ဖြစ်နိုင်နေဆိုတာကိုလူအများကလက်ခံယုံကြည်သွားကြပါပြီ။ဒါကအောင်ရင်လင်းရဲ့အမှုပညာဂုဏ်သိက္ခာနဲ့ပုံရိပ်အတွက်တော့တကယ်ကိုထိုးနှက်ချက်ကြီးမားသွားခဲ့ပြီလို့ဆိုရမှာပါ။ကဲပရိသတ်ကြီးတို့ရောအင်ကူမလေးကိုတောင်မရှောင်မဲဖောက်ပြန်ခဲ့တဲ့မင်းသားအောင်ရင်လင်းရဲ့လုပ်ရက်ပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်။